မင်းရဲ့ခန္ဓာကိုယ်ဟာအဲ့ရဖြစ်တဲ့ကိုပြောပြနိုင်လားမပြောနိုင်ဘူးဒါပေမဲ့တွေးရပြောနိုင်တယ်လူတွေပြောကြတယ်HIV လက္ခဏာတွေကိုရှာကြည့်ရင်ကိုယ်တိုင်း HIV ဖြစ်နေပြီလားလို့တန်တရားဝင်လာပြီ ဟိုကောင် HIV ရှိရဆို နားမနေနဲ့ ကြောက်စိတ်ကလူတွေနဲ့ဝေးဝါစေဘာအောင်မှလည်းမရင်ဆိုင်ရင်တော့နောက်ဆုံးတော့တို့တိထွားကြအနားမထိုင်မှုရှောင်ကြရင်တိတို့ပြောကြHIV ရှိရဆိုတာတဲ့လူတွေကကိုယ်မတူတဲ့လူတယောက်လိုဆက်ဆက်လာအောင်ပို့ပြီးနာကြည့်ကြဒါပေမဲ့အဖြေကိုခံမှန်နေဘူးလို့တော့တွေ့စစ်လိုက်ရုံနဲ့တိကျတဲ့အဖြေကိုသိနိုင်ပြီရလက positive ဖြစ်ခဲ့နာကျင်ခဲ့တယ်ကြောက်ခဲ့ဒါပေမဲ့ HIV ရှိတာကဘဝအဆုံးမဟုတ်ဆိုတာကိုတဖြည်းဖြည်းနားလည်လာခဲ့နောက်ပိုင်းမှာ ARD ကိုပုံမှန်တောက်ပြီး